ဒါလေးတွေကတော့မိဖို့တိုက်ပြီးသားလေးတွေရှင်မိဖို့တိုက်ပြီးသားလေးတွေပေါ့နော်မိဖို့တိုက်ပြီးသားလေးတွေစိုက်ကလေးတွေခွဲပြီးတော့မချီရသေးတာလေးတွေပေါ့နော်မိဖို့တိုက်ပြီးတော့ထပ်ထားတာလေးတွေပါရှင်တခါလေးကျကျမတို့အထည်လေးဒါပုံနေပြီဆိုလို့ရှင်အဲ့လိုမျိုးလေးပေါ့နော်သူ့အမျိုးစားလေးနဲ့သူမိဖို့လေးတွေတိုက်ပြီးတော့တပုံအဲ့လိုမျိုးလေးထပ်ထားတာပေါ့နော်ပြီးတော့မှအဲ့ဒါလေးတွေကိုပြန်ပြီးတော့စိုက်လေးတွေပြန်ခွဲပြီးမှစိတ်လေးတစ်စီးပြန်စီပြီးမှသူကသူသက်ဆိုင်ရာဖောက်သေးလေးစီကိုတင်ပေါ့နော်ဘက်မှာလည်းအဲ့လိုပဲအထည်လေးမပြီးသေးတဲ့အထည်လေးတွေဒါလေးတွေကတော့သူစိတ်လေးတစ်စီးခွဲထားတာလေးတွေပေါ့နော်ဒါလေးကစိတ်လေးတစ်ပုံပေါ့နော်ချီတော့မှာပေါ့နော်စိတ်လေးတစ်စီးစီပြီးတော့ကျမတို့နေတင်စရာရှိရင်တင်ပိုတဲ့ဟာလေးတွေကိုစင်ပေါ်မှာတိမ့်ထားစင်ပေါ်မှာခဏတင်ပေါ့နော်ဒါလေးလည်းစိတ်လေးတစ်စီးစီထားတာလေးတွေစိတ်လေးတစ်စီးစီရမယ့်ဟာလေးတွေပေါ့နော်မစီရသေးတဲ့ဟာလေးတွေမိဖို့တိုက်ပြီးသားလေးတွေဆိုရင်ဒီလိုချင်းနေနဲ့အချင်းလေးတွေကထုတ်ထားချင်းတွေတိုက်ပြီးသားလေးတွေစိုက်ခွဲပြီးအဲ့လိုလေးတွေတင်စိုက်ခွဲပြီးဆဲတဲ့တစ်စီးပေါ့အရောင်ဆုံးဆဲတဲ့ဆက်ပြီးတော့အလူတင်ဒါလေးတွေကမိဖို့တိုက်ပြီးတော့ပေါ့နော်မခွဲရသေးတဲ့ဟာလေးတွေပေါ့နော်မခွဲရသေးဒါလေးတွေကလောလောဆယ်မိဖို့တိုက်ပြီးသားလေးတွေဘောင်းမီရင်သုံးလာတဲ့ဟာလေးတွေရှိတယ်အင်ကြီးရင်သုံးလာတဲ့ဟာလေးတွေရှိတယ်အဲ့ဒါမျိုးလေးတွေကြတော့ဒီဗီဒီယိုလေးကိုခဏထည့်ထားပါပေါ့နော်ဒါလေးတွေဆိုလို့ရှိရင်အင်ကြီးပြီးသားလေးတွေသူတို့အင်ကြီးအရင်အဲ့တော့အင်ကြီးအရင်မိဖို့တိုက်ပေါ့နော်အရင်လာတဲ့ဟာအရင်လောက်ပေါ့နော်ပြီးမှတစ်ခါဘောင်းမီလာရင်ဘောင်းမီလေးနဲ့ပြန်တွဲဘောင်းမီလေးတွေလာပြီးအင်ကြီးမလာသေးဘူးဆိုရင်လည်းအဲ့လိုပဲဗီဒီယိုလေးခဏထည့်ထားပါပေါ့နော်စင်လေးတွေပြီးတော့မှသူကအင်ကြီးပေါင်းမီကအင်ကြီးပြန်တွဲဒါလေးတွေဆိုရင်သူလာအပ်သွားတာစိုက်မစုံသေးဘူးဆိုရင်ချီလို့မရသေးဘူးစေတဲ့တွဲစီးလို့မရသေးဘူးအဲ့လိုမျိုးလေးပေါ့နော်သူဒါမျိုးလေးတွေဒါလေးတွေဆိုလဲသူမိဖို့တိုက်ပြီးသားလေးတွေပေါ့နော်ဒါလေးတွေကမစုံတဲ့ဟာလေးတွေမပြီးသေးတဲ့ဟာလေးတွေဒါမိဖို့တိုက်ပြီးသားလေးတွေပေါ့နော်အဲ့လိုလေးကျမတို့စင်ထဲမှာခွဲပြီးတိမ့်ထားရတယ်ပေါ့နော်အကုန်လုံးပြီးစီးပြီဆိုတော့မှဒါလေးတွေကိုသူစိုက်နေသူပြန်ခွဲပြီးတော့မှပြန်ပြီးတော့ချီတချို့ဟာလေးတွေကြတော့ဆဲတဲ့မျိုးစားလေးတွေခွဲပြီးပြန်ပြီးတော့လေရှာအဲ့ဒါလေးအောင်လို့ဆိုပြီးကျမတို့ကအဲ့လိုဒီကျိုးလေးနဲ့ခဏစီးထားလိုက်တာပေါ့နော်စီးပြီးရှာခတ်မှာဆိုတော့ဒါပြီးသားလေးတွေတစ်ဖြက်ပေါ့ဒီနေ့စားတဲ့နေ့တိုက်ထားတဲ့ဟာလေးတွေအဲ့လိုဗီဒီယိုလေးတွေခဏထည့်ထားတာပေါ့နော်အပြင်မှာကြလမ်းမှာလေချထားရင်များသွားမှာဆိုတော့တချို့ဖောက်တယ်လေးကြီးကြအကြာကြီးစောင့်ပြီးတယ်ပေါ့နော်အကြာကြီးစောင့်ရတယ်ဆိုတာလေသူတို့ကိုကတော့မြင်တင်ချင်တာပေါ့နော်ဒါပေမဲ့တစ်မျိုးသူတို့ကအထည်မျိုးစုံမှာတာဆိုတော့တစ်မျိုးကရပြီတစ်မျိုးကမရသေးတခါဟိုဟာလေးကကြံသေးတယ်အင်းကြီးရတော့ဘောင်းမီကကြံသေးတယ်တခါစိုက်ကလေးတွေမစုံတာပေါ့ဒီစိုက်လေးကရပြီဟိုစိုက်လေးကြံသေးတယ်ဆိုတာမျိုးတော့ဆိုတော့သူတို့လည်းအိမ်မှာအချိန်ပေးပြီးစောင့်ရတယ်ပေါ့နော်အားနာပါတယ်ကျမတို့လည်းတင်ချင်ပါတယ်တခါလေးရတခါလေးတင်ချင်ပါတယ်ပေါ့နော်အဲ့လိုလေးမိဖို့မပြီးသေးတဲ့ဟာလေးတွေကျမတို့မိဖို့တိုင်ရမယ့်ဟာလေး